အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်ဂိမ်းလေးကတော့အကုန်လုံးတကယ်ပတ်စံထုတ်လို့ရတဲ့ဂိမ်းလေးပဲဖြစ်ပါတယ်စိတ်ဝင်စားရဆိုဆုံးဖြတ်တိုက်ကြည့်ပါနော်ဘယ်လိုမျိုးလဲဆိုတော့ကိုလိုဒေါ်လာနဲ့ရမှာပါဒါပေမဲ့ဒီဒေါ်လာကိုကျွန်တော်မြန်မာငွေပြန်ပြောင်းလို့ရပါတယ်ဂိမ်းရဆိုလို့မဟုတ်ဘူးကျွန်တော်ဒီဂိမ်းလေးတွေပဲစော်ပြီးတော့စုရမှာပါနေ့စဉ်တက်ကလေးလုပ်လို့ရမှာပေါ့ဗျာကြော်ညာလေးကြည့်လို့ရမှာအခုကြော်ညာရှိလို့ရှိရင်ကျွန်တော်ဂိုးလေးရမှာပေါ့ဒီဂိုးလေးရရင်ကျွန်တော်ဒေါ်လာပြန်ပြောင်းလို့ရမှာပေါ့ကျွန်တော်ကြော်ညာရေးပါလည်းကြည့်လို့ရမှာကြော်ညာကြီးကဘာမှခက်ခဲတော့မရှိပါဘူးဒီကြားတဲ့ဝင်ပြီးတော့ specific လေးထည့်လိုက်ကျွန်တော်အိမ်မှာနေနဲ့ပတ်စံလေးပဲလေးရတာပေါ့ဗျာspecific လေးထည့်ပြီးတော့ရှင်ကြော်ညာရေးတစ်ခါခဏလေးစောင့်ပြီးတော့လို့ရှင်ကျက်ချေကလေးပေါ်လာတယ်ဒါကြီးထည့်ထွက်ပြီးတော့ပြန်ထွက်လိုက်ပါဗျာ16%မရှိရတာဒီလိုဘရိုတို့က100%လေးပြပါမှာနောက်က 0.7 ဒေါ်လာရမယ်100%ပြအောင်ကြော်ညာလေးကြီးလိုက်ထွက်လာရှင်ဒီ area ကလေးတွေကို cancel လုပ်လိုက်ပါဗျာပြီးမှ gain ဆော့လို့ရမယ်ဒီကနေ့ဘာမှခက်ခဲမျိုးတူတာလေးလိုက်ပြီးစုပေးလိုက်ပါဗျာကျော်တော့နည်းနည်းများပါလားlevel ကတစ်ခုပြီးတစ်ခုလာနေမယ်တို့တော့အမှတောက်လျှောက်ကလေးမှာတူတာလေးနဲ့လိုက်စုပြီးဆော့လိုက်ပေါ့ဒါကတော့အပြင်းပြေ gain ဆော့ရတော့ gain လေးတော့ကျွန်တော် comment မှာတင်ချပေးကြမယ်နော်တို့ comment link လေးကိုထောက်ပြီးတော့ဝင်ပြီး down လိုက်အောင်မယ်နော်ဘာမှခက်ခဲတဲ့ရှိဘူးတော့ပြောဖို့ချင်တယ် VPN လေးခံပြီးတော့ဆော့လို့ရှိရင်ကျွန်တော် area တွေပဲကြည့်ရပါဗျာအဲ area တွေကနေတော့ကျွန်တော် coin လေးတွေရမယ်အဲ coin လေးပို့စုလို့ရတယ်ပေါ့ဒီ game ကရတဲ့ပတ်စံကိုပေးပေးရနေတော့ထုတ်လို့ရတယ်ပြီးတော့ Gmail ကနေတော့လည်းတစ်ခါထုတ်လို့ရတယ်ဒီလိုရှိရင်တော့ဘရို Rayman လေးပါရပြန်ပြောင်းလို့ရအောင်တို့ထုံးမယ်ဆိုမှ Victor လေးရှိရဗျာအမှ new account လေးနဲ့ပေးပေး account လေးနဲ့ပြီးဘရို Gmail လေးထည့်လိုက်ပါဗျာထုတ်တာတော့ချက်ချင်းပြောပါဗျာစောင့်ရသေးတယ်ခဏလောက်ပဲကြောက်လာတယ်ပြီးဘရို Gmail ရောက်လာတယ်မယ်နော်ဘရို Gmail ဒေါ်လာရောက်လာပြီဆိုရင်ဒေါ်လာဝယ်တဲ့လူတွေရှိမှတွားပြီးပြန်ကြောင်းလို့ရတယ်တကယ်လို့နားမရဖို့ချင်းချောဒီ comment အောင်မှာဝင်ပြီးတော့မေးထားလို့ရတယ်နောက်ထပ်တကယ်ပတ်စံထုတ်လို့ရတဲ့ game တွေတွေ့လို့ရှိရင်လည်းကျွန်တော်ထပ်တင်ပေးထားမယ်ကျော် YouTube channel လေးကို like ဆော့ခါလေးလုပ်ပေးထားပါဦး